ခေါ်နေလေဒီနားမှာလာပြီးတော့သေးပေါက်နေတာသေးမပေါက်ရလို့ရေးထားတာမင်းတော့မမြင်ဘူးလားဒီမြေကြီးပေါ်မှာလည်းသေးစော်တွေကိုနှမ်းဟောင်းနေတာပဲနောက်ကျရင်စာကတ်ထားမယ်ဤနေရာမှာသေးပေါက်တဲ့ကောင်လူဆိုပြီးတော့ခွဲစိတ်လည်းနည်းနည်းပါးပါးရှိကြအောင်လူမသားတွေဒီမိုးဒီလေဒီ Wi-Fi နဲ့တော့ဘာမှလုပ်လို့ရမှာမဟုတ်အိတ်တာပဲကောင်းမိုးအေးလေးနဲ့ဖတ်အိတ်လိုက်ရရင်တော့ရှယ်ပဲတန်းနေကူးမှလည်းကြောက်တယ်တော်ပါပြီတယောက်ထဲပဲအိတ်တော့မယ်မင်းတို့တည်င်းကြွကလည်းဖျောင်းနိုင်ကိုအိမ်မှာထုံးယုံနေမကောက်ဘူးငါဂျိုမာပါလာထုံးပေးထားတယ်လူမသားတွေမနာတကောက်ကောက်လိုက်နေနေဂျိုးပေါက်နေပြီကိုကောက်ကိုလည်းပြန်ကြည့်အောင်လူမသားတော့ငါ့လာပြီးတော့စိန်ခေါ်နေတယ်ရောက်မမြင်နဲ့ဟဲ့မမအကူကြီးတောင်းတော့နောက်ကနေလိုက်လို့ပေးတာမဖြစ်လဲဟဲ့ဖက်ကျူပဲရောက်ငါလဲဒီလူမသားငါ့ကိုမကြောက်ပါလားလက်ထဲမှာလည်းပလင်းနဲ့အနံ့နဲ့ချင်းဆုပ်ဆုပ်နဲ့အနံ့တကအမလီအနောက်အန်ဂျင်ဟာရှင်ဒီနဲ့အိမ်ထဲဝင်ဖို့မစင်းသားနဲ့ရောအမရှစ်စကွက်ရောအမရှင်းအဲ့ရရှင်းအဲ့ရှင်တဲ့နေရာမှာအေးဘာလို့မိလို့လဲကွာမိမငါ့ကိုပန်းတကူပြစ်လိုက်တဲ့သဘောလားရောမြင်းမသားအချိန်လျှော့ဒီနားမှာရောက်တော့မယ်စိုးဆက်ပြေးမနေနဲ့ဟုတ်ကဲ့ပါဟဲ့ငါမသိလို့မေးပါအောင်မယ်မင်းတို့မြင်းနေရလေအော်ပြီးပြေးတာအဲ့ဒါဘာဖြစ်လို့လဲဒီတိုင်းပြေးလဲရတာအဲ့တော့ကိုဦးတို့ရှူပေါက်ချမဲ့နေရာကိုနမ်းကြည့်တယ်လို့ဗောကျွန်တော်တို့မြင်းနေလေအချင်းဖြစ်နေတာဗောတားလေစင်တဲလေမမင်းချစ်တဲ့စင်တဲလေမင်းရလေဖေသားလေးပါဒါဟုတ်တယ်မလားသားလေးစင်တဲလေးဟုတ်တယ်မလားဒါလေးကဖေသားလေးမလားသားလေးဘသူစင်တဲလေးလဲပြောပြလိုက်စမ်းဘသူစင်တဲလေးမဟုတ်ဘူးမမကြီးစုရဲ့စင်တဲလေးကျွန်တော်ကတော့ကြံကုဝေရဲ့ညီလေးကြံဟုဝေပါကြံဟုလို့လည်းခေါ်ကြတယ်ပေါ့လေ我有想打东流水，你我养鸡出干草。ဟုတ်လားတော့မသိဘူးရမ်းတုတ်ကြည့်တာအဲ့တော့ကဆူညာနေအောင်မစောနဲ့တော့ကမပြောတာဟုတ်လားဟဲ့အောင်နေလူကလည်းလူမလို့ခွဲရလည်းခွဲမလို့ကြောက်ရလည်းကြောက်မလို့တကောက်မအောင်ငငိမ့်မနေဘူးဆူညာနေတာပဲမင်းတို့ကြကြတတိထားခွဲနေကြောက်နေလူတွေနားမလဲဘူးငါတခင်ကိုအကုန်ပြန်တိုင်းပါငါမရှိရင်မင်းတို့အိမ်ဝင်အောင်စောက်ထိုးလောက်ကြမှာမသိဘူးသူများတွေအမြင်မှာတော့ဒီချင်းသေးကြီးကစားပဲကြီးလို့ထင်ပါပဲတမင်မလေးတွေဝိုင်းလဲနေတာဆိုတော့နာမည်ဆန္ဒကိုတိတ်ခါနဲ့ထိန်းနေရတော့မစားပါဘူးဗျာနာမည်ကြီးအသားငတ်ဖြစ်နေတယ်ဟာမကျွန်တော်ရက်ွက်ထဲကိုမလိုက်လာပါနဲ့ဆိုဗျာဘာလို့လိုက်တာလဲမောင်တွေးကျင်လို့ပေါ့အရင်စွန်ပြီးလာခဲ့ရတာမလေလိုက်မလာပါနဲ့ဆိုဗျာကျွန်တော်ရက်ွက်ထဲကဇရိုက်တွေကြီးပဲဟိုမှာတွေ့လာမမပြင်ကိုနန်းနေပြီအမလီအဲ့ဒါအကျိုးတီတို့ကာပါတက်ပြီးမှလာတာသူကနောက်ကနေကြိုက်သလောက်နန်းအနံ့ရယုံမဲရှိမှာမောင်လေးနဲ့ကျမမရဲ့ကာပါကိုချွတ်မှာရှေးဒါမှတို့မကွာ